ရေခဲလိုအေးဆက်နေတဲ့ရေတွေကိုသူမကိုယ်ပေါ်တမင်တကာလောင်းချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဘေးအိမ်မှာနေတဲ့အမျိုးသမီးဟာရုတ်တရက်အလွန်အမင်းချမ်းတုံလာပါတော့တယ်။ဂျီယာကသူမခေါင်းပေါ်ကိုရေပုံပေါင်း100လောက်လောင်းချလိုက်တဲ့အခါမှာတော့ဟိုဘက်ကအမျိုးသမီးဟာနာကျင်လွန်းလို့အော်ဟစ်ပါတော့တယ်။အဲ့ဒီနောက်မှာလဲဂျီယာဟာအလွန်အေးဆက်နေတဲ့လက်ဖက်ရည်တွေကိုတစ်ခွက်ပြီးတစ်ခွက်တောက်ခဲ့ပါတယ်။တကယ်တော့သူမဟာအတိတ်ဘဝကသူမအပေါ်မတရားလုပ်ခဲ့တာတွေကိုကလဲစားချေဖို့အတွက်အခုလိုလုပ်နေတာပါသူမကိုယ်တိုင်ကကိုဝင်ရှိနေတာမဟုတ်ပေမဲ့နေတိုင်းတွေးအံ့နေရပြီးဘိုက်ပေါ်မှာလည်းထူးဆန်းတဲ့အမတ်သားတွေပေါ်နေခဲ့ပါတယ်တစ်ဖက်မှာတော့တကယ်ကိုဝင်ရှိနေတဲ့အမျိုးသမီးကအဆက်တွေအချင်းတွေနဲ့အစားအသောက်အလေးပင်တွေကိုအရသာရှိစားတောက်နေပြီးတကယ်တော့အဲ့ဒီအမျိုးသမီးဟာလှုပ်ဝက်တဲ့နီလန်တစ်ခုခုနဲ့သူမခံစားရမယ့်နာကျင်မှုအလုံးကိုဂျီယာစီရောက်အောင်လှုပ်ထားတာပါဂျီယာဟာအချိန်တော်ကြာအောင်အရာအလုံးကိုတိတ်တဆိတ်အောင်ရသည့်ခံခဲ့ရပါတယ်နောက်ဆုံးမှာတော့အဲ့ဒီအမျိုးသမီးကလေးမွေးတဲ့နေ့မှာဂျီယာဟာနာကျင်စွာနဲ့တေဆုံးသွားခဲ့ရပါတယ်ဒါပေမဲ့ကံကြမ္မာကသူမကိုဒုတိယအကြိမ်အခွင့်အရေးထပ်ပေးခဲ့ပါတယ်